My Moment YouTube Channel ကနတီပါဒီနေ့နတီရဲ့အားလက်ရက်လေးမလို့နတီမိတ်ဆွေရဲ့ channel လေးကိုတွားလေဖြစ်ခဲ့ပါတယ်သူ့ရဲ့ channel မှာကလေပြီးပင်စားပင်ပန်းပင်မျိုးစုံပဲအများကြီးကိုစိုက်ထားတာတကယ်လဲအားရဖို့ကောင်းတယ်အဲ့ဒီထဲမှာခရမ်းကျင်သီးပင်ကတော်တော်ကိုဖြစ်ထွန်းနေတာတကယ်ကိုအများကြီးသီးတာခရမ်းကျင်သီးအစိမ်းဒီလိုမျိုးအစိမ်းသီးကိုမြင်လို့ရှိရင်ဘာလို့လှုပ်ရှားကြလဲဆိုတော့လေခရမ်းကျင်သီးကိုအကျော်လေးနဲ့တုပ်စားကြတာခေါ်ပြီးလေးပပလေးပြီးတော့လေအဲ့လိုမျိုးအရန်တုပ်စားခြင်းတွေကိုဖြစ်လာတာအစိမ်းသီးတွေမကအောင်တော့အမှဲ့တွေလည်းရှိတယ်ကဲအဲ့ဆိုတော့အဆင်ပြေပြီလေအစိမ်းနဲ့အမှဲ့နဲ့ရောတုပ်စားရင်အရသာโอเคသွားပြီအဲ့တော့ကိုလည်းခူးခဲ့တယ်နည်းနည်းလေးပျော့တဲ့ဟာလေးပေါ့နော်အရင်ကြီးမာနေလည်းပဲတုတ်စားလို့အောင်မကောင်းဘူးအားကြောင့်မလို့နည်းနည်းပျော့တဲ့အသီးလေးတွေရွေးပြီးတော့ခူးခဲ့တယ်ခရမ်းကျင်သီးတွေမကောင်းတော့ကိုက်လံပင်တွေလည်းရှိတယ်ဒါနည်းနည်းပဲရိုက်ခဲ့ရလို့ပြီးရင်ပူစီနန်လေးကလည်းရှိတယ်အများကြီးပဲဟိုနေရာဒီနေရာလေးနည်းနည်းစီပေါ့နော်ဒီခရမ်းကျင်ပင်ကိုကြည့်ဒီဟာဘူးစင်ကိုလှုပ်ထားတဲ့ဟာကိုခရမ်းကျင်သီးပင်နဲ့ရှိနေတော့သူကနွယ်တက်ပြီးတော့ခရမ်းကျင်သီးကပေါက်နေတာတကယ်အံ့ဩလို့မဆုံးပူစားကျင်တဲ့သီးနှံလေးတွေပဲရွေးခူးလာခဲ့တယ်ခရမ်းကျင်သီးပူစီနံပြီးရင်ရှောက်ရွက်နဲ့ကိုက်လံလေးကိုခူးပြီးတော့အိမ်ကိုပြန်ခဲ့ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးပါ